Hello အားလုံးပဲမင်္ဂလာပါမလေးစကားပြော YouTube Channel လေးမှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့မိမိတို့ရဲ့လုပ်ငန်းခွင်မှာနေ့စဉ်အမြဲပြောဆိုနေကြတဲ့စကားလုံးတွေကိုရှာဖွေပြီးတော့အပိုင်း1အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်သင်ခန်းစာလေးမစတင်မီကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ခဲ့ပေးဖို့တောင်းဆိုအပ်ပါတယ်ခင်ဗျာ Subscribe လုပ်ခြင်းအပြင်သင်ခန်းစာအသစ်တွေတင်တိုင်းမှာနေ့စဉ်လေ့လာနိုင်မှာလည်းဖြစ်ပါတယ်အားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ဒါဆိုလို့ရှိရင်နေ့စဉ်စကားပြောအပိုင်း1ဗီဒီယိုလေးကိုစတင်လိုက်ကြရအောင်ခင်ဗျာဘိုလေးတာစာယာတိုလောင်းကျွန်တော်ကိုကူညီလို့ရှားနိုင်မလားဘိုလေးတာဆိုတော့ကျတော့ရနိုင်မလားပေါ့နော်အဲ့လိုမျိုးအတိတ်ပဲရပါတယ်စာယာတိုလောင်းကျွန်တော်ကိုကူညီလို့ရနိုင်မလားပေါ့နော်အဲ့လိုမျိုးအတိတ်ပဲရပါတယ်ကျွန်တော်တို့ဒီမှာပေါ့နော်တာဆိုတဲ့စကားလုံးကတစ်လုံးနဲ့ဆိုလို့ရှိရင်အငင်းစကားလုံးအနေနဲ့အသုံးပြုပါတယ်ဒီဘိုလေးရဲ့နောက်မှာထားလိုက်တော့ကျွန်တော်တို့နိုင်မလားပေါ့နော်ရနိုင်မလားအဲ့လိုမျိုးအတိတ်ပဲဖွဲ့ဆိုတာဖြစ်ပါတယ်ဘိုလေးဆိုတော့ကျတော့နိုင်နေရတယ်အဆင်ပြေရပေါ့နော်အဲ့လိုမျိုးအစားရှိသဖြင့်အဲ့လိုမျိုးအသုံးပြုလို့ရတယ်ပေါ့နော်အဲ့နောက်မှာကျွန်တော်တို့တားထဲတဲ့အချိန်မှာမိကွင်းစကားလုံးပုံစံမျိုးနဲ့ဖြစ်သွားတယ်ပေါ့နော်ဘိုလေးတာဆိုရင်ရနိုင်မလားအဲ့လိုမျိုးအတိတ်ပဲဖွဲ့ဆိုတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ပြန်ပြီးတော့ပြောပြပေးပါမယ်ဘိုလေးတာစာယာတိုလောင်းကျွန်တော်ကိုကူညီလို့ရနိုင်မလားအဲ့လိုမျိုးအတိတ်ပဲဖွဲ့ဆိုပါတယ်ခင်ဗျာဘိုလေးတာစာယာတင်ငော့ကျွန်တော်ကြီးလို့ရနိုင်မလားဘိုလေးတာရနိုင်မလားစာယာတင်ငော့ကျွန်တော်ကြီးလို့ရနိုင်မလားအဲ့လိုမျိုးအတိတ်ပဲရပါတယ်ဘိုလေးတာစာယာတင်ငော့ကျွန်တော်ကြီးလို့ရနိုင်မလားဘိုလေးတာစာယာရဟတ်ကျွန်တော်နားလို့ရနိုင်မလားဘိုလေးတာရနိုင်မလားစာယာရဟတ်နားလို့ရနိုင်မလားရဟတ်ဆိုတော့အနားယူတယ်ပေါ့နော်အဲ့လိုမျိုးနေရာတွေမှာဆိုလို့ရှိရင်ရဟတ်ကိုအသုံးပြုပါတယ်ဘိုလေးတာစာယာရဟတ်ကျွန်တော်နားလို့ရနိုင်မလားကျွန်တော်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်စကားလုံးတစ်လုံးချင်းစီတိုင်းကိုအတိတ်ပဲနားလည်အောင်တခြားလေးရှင်းပြပေးရတာဖြစ်ပါတယ်မိမိတို့ကိုပြီးလို့ရှိရင်လေးလာလေးချင်းပြီးရောဥပမာဝါကျအတူလေးတွေဖြစ်ကိုယ်တိုင်လေးလာလေးချင်းကြည့်ပါအဲ့အမှာကျွန်တော်တို့ဒီမလေးဘာသာစကားကလည်းအချိန်တူတူနဲ့တိုးတက်မှာဖြစ်ပါတယ်ဘိုလေးတာတညာစီကနည်းနည်းလောက်မေးလို့ရှားနိုင်မလားဘိုလေးတာရှားနိုင်မလားတညာစီကနည်းနည်းလောက်မေးလို့ရနိုင်မလားပေါ့နော်အဲ့လိုမျိုးအတိတ်ပဲရပါတယ်တာညာဆိုတာကြတော့မေးတယ်ပေါ့နော်တစုံတစ်ယောက်ယောက်ကိုကမသိတဲ့အခါတွေမှာမေးတဲ့အခါတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီတာညာကိုထည့်သွင်းပြီးတော့ပြောဆိုပါတယ်စီကဆိုကြတော့အနှဲငယ်ပေါ့နော်နည်းနည်းလောက်ပေါ့နော်အဲ့လိုမျိုးနေရာတွေမှာဆိုလို့ရှိရင်လည်းစီကကိုထည့်သွင်းပြီးတော့ပြောဆိုပါတယ်ဒါဆိုလို့ရှိရင်ပြန်ပြီးတော့ပြောပြပေးပါမယ်ဘိုလေးတာတညာစီကနည်းနည်းလောက်မေးလို့ရနိုင်မလားဘိုလေးတာကလွားစကက်ချက်ခဏလောက်အပြင်သွားလို့ရနိုင်မလားဘိုလေးတာရနိုင်မလားကလွားစကက်ချက်ခဏလောက်အပြင်သွားလို့ရနိုင်မလားအဲ့လိုမျိုးအတိတ်ပဲရပါတယ်ကလွားဆိုတာကြတော့အပြင်ကိုပြောဆိုတာဖြစ်ပါတယ်ကျွန်တော်တို့အပြင်သွားတဲ့အခါတွေမှာပဲဖြစ်ဖြစ်ပစ္စည်းတစ်ခုခုအပြင်မှာရှိတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးနေရာတွေမှာဆိုလို့ရှိရင်ကလွားကိုအသုံးပြုပါတယ်စကက်ချက်ကကြတော့ခဏလောက်ပေါ့နော်ခဏလောက်စောင့်ပါခဏလောက်နေအောင်ပေါ့နော်အဲ့လိုမျိုးနေရာတွေစောင့်ခိုင်းတဲ့နေရာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီစကက်ချက်ကိုထည့်သွင်းပြီးတော့ပြောဆိုပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီစကားလုံးတွေကိုပြန်ပြီးတော့ပြောပြပေးပါမယ်ဘိုလေးတာကလွားစကက်ချက်ခဏလောက်အပြင်သွားလို့ရနိုင်မလားအဲ့လိုမျိုးကျွန်တော်တို့အတိတ်ပဲဖွဲ့ဆိုပြီးတော့ပြောဆိုတာဖြစ်ပါတယ်ဒီထဲမှာပါတဲ့စကားလုံးတစ်လုံးချင်းစီတိုင်းကိုထပ်ပြီးတော့နားလည်တော့အောင်ပြောပြပေးပါမယ်နော်ဘိုလေးတာရနိုင်မလားဘိုလေးဆိုကြတော့ရတယ်ပေါ့နော်အဆင်ပြေတဲ့အဆရှိသဖြင့်အသုံးပြုလို့ရပါတယ်တားနဲ့ပေါင်းလိုက်တော့ရနိုင်မလားပေါ့နော်မေခွန်းစကားလုံးအနေဖြင့်ပြောင်းလဲသွားတာဖြစ်ပါတယ်စာယာဆိုတာကြတော့ကျွန်တော်ကျမကိုဆိုလိုတာဖြစ်ပါတယ်ဒါကတော့အားလုံးသိမယ်လို့တော့ထင်ပါတယ်တိုလောင်းဆိုကြတော့ကူညီရပေါ့နော်အဲ့လိုမျိုးနေရာတွေမှာဆိုလို့ရှိရင်တိုလောင်းကိုပြောဆိုတာဖြစ်ပါတယ်တဲငော့ဆိုကြတော့ကြည်ရပေါ့နော်တခုခုကြည်ရနေရာတွေမှာဆိုလို့ရှိရင်တဲငော့ကိုထည့်သွင်းပြီးတော့အပြောဆိုပါတယ်ရဟတ်ဆိုကြတော့အနားယူတာကိုပြောဆိုတာဖြစ်ပါတယ်တာညကြတော့မေးတယ်ပေါ့နော်တခုခုမသိလို့နားမလည်တဲ့အခါတွေမှာဆိုလို့ရှိရင်တာညကိုထည့်သွင်းပြီးတော့ပြောဆိုပါတယ်
စီကစ်ဆိုကြတော့အနှဲငယ်ကိုပြောဆိုတာဖြစ်ပါတယ်ကျွန်တော်တို့ပစ္စည်းတစ်ခုခုတောင်းတဲ့အခါတွေမှာဆိုလို့ရှိရင်တော့အများကြီးမထည့်နဲ့ပေါ့နော်ဥပမာကျွန်တော်တို့ထမင်းတောင်းတဲ့အခါတွေမှာဆိုလို့ရှိရင်အများကြီးမစားနိုင်ဘူးနည်းနည်းပဲစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့စီကစ်ကိုထည့်သွင်းပြီးတော့ပြောဆိုပါတယ်ကလွားဆိုကြတော့အပြင်ကိုပြောဆိုတာဖြစ်ပါတယ်စကက်ချက်ဆိုတာကြတော့ခဏလောက်အဆောင်အောင်နေအောင်မသွားသေးနဲ့ဦးအဲ့လိုမျိုးနေရာတွေမှာဆိုလို့ရှိရင်တော့ဒီစကက်ချက်ကိုထည့်သွင်းပြီးတော့အသုံးပြုတာဖြစ်ပါတယ်စကက်ချက်ခဏလောက်အဲ့လိုမျိုးအဓိပ္ပာယ်နဲ့အသုံးပြုတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်အခုပြောပြပေးသွားတဲ့စကားလုံးတွေရောဝါကြဖွဲပုံဖွဲ့နည်းတွေရောအားလုံးနားလည်သွားပြီလို့တော့ထင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါလေ့လာပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်။မလေးစကားကိုလွယ်ကူစွာပြောတတ်ချင်ရင်တော့ကျွန်တော်ရဲ့ YouTube, Facebook, TikTok တို့မှာလွယ်ကူစွာဝင်ရောက်လေ့လာနိုင်ပါတယ်။နောက်လာမယ့်နေ့စဉ်စကားပြောဗီဒီယိုအပိုင်း2မှာပြန်လည်ဆုံတွေ့ပါမယ်နော်။မလေးဘာသာစကားနဲ့ပတ်သက်ပြီးတော့အခြေခံကြကြပို့ပြီးတော့လေ့လာကျင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကိုရှာဖွေပြီးတော့ YouTube မှာအစားအဆုံးဝင်ရောက်လေ့လာနိုင်ပါတယ်